စကိုင်းတိုင်းထပ်ပိုင်းဟုံးမလင်းမြို့နယ်တွင်းရှိတဝန်အင်းနဲ့နန်းကပေါ်အင်းတို့ကို3နှစ်သက်တမ်းကြေးတိုင်ချထားပေးမှုပေါ်ဒေသခံတွေကကန့်ကွက်နေကြပေမဲ့စစ်ဆေးမှုတွေမပြီးပြတ်ခင်ငါးဖမ်းစည်းခွင့်ပိတ်ပင်ထားတာကြောင့်ဒေသခံမိသားစုတွေစာဝတ်နေအခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့သတင်းရရှိပါတယ်။အရင်နှစ်တွေကအဲ့ဒီအင်းတွေမှာတကူးလဆန်း3ရက်နေ့ကစပြီးနေုံလာဆန်းပိုင်းနောက်လီလန်ရှင်အစ်စ်ကိုမပြောင်းလဲမီကာလထိဒေသခံမိသားစုတိုင်းကဝမ်းစာအတွက်လွတ်လပ်စွာငါးဖမ်းစည်းရှာဖွေခွင့်ရရှိခဲ့ကြပါတယ်။သို့တော်လည်းအခုနှစ်မှာတော့အဆိုပါအင်းတွေကိုဦးမျိုးနိုင်ကို3နှစ်သက်တမ်းကြေးတိုင်ချထားပေးဖို့အစိုးရကဆုံးဖြတ်ခဲ့ခြင်းပေါ်ဒေသခံတွေကအပြင်းထန်ကန့်ကွက်ခဲ့ကြပါတယ်။အင်းလီလန်ချထားပေးမှုကိုပြန်လည်ရုပ်သိမ်းပေးဖို့ဒေသခံတွေရဲ့အတနာခံတင်ပြမှုကြောင့်စကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ကပြန်လည်စစ်ဆေးဖို့ကိုညွှန်ကြားခဲ့ပြီးအဲ့ဒီညွှန်ကြားချက်အရဟုံးမလင်းမြို့နယ်အင်းစစ်ဆေးရေးအဖွဲ့မှလက်ရှိမှာကွင်းစင်းစစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။သို့တော်လည်းစစ်ဆေးမှုတွေမပြီးပြတ်သေးတဲ့ကာလတွင်ငါးလုပ်ငန်းဦးစီးဌာနမှအင်းလီလန်ရရှိသူဦးမျိုးနိုင်ရဲ့ခွင့်ပြုချက်မရှိဘဲငါးဖမ်းစည်းခြင်းမပြုဖို့ကိုစာထုတ်ပြန်ပြီးတော့တားမြစ်ခဲ့ပါတယ်။အဆိုပါတားမြစ်ချက်ကြောင့်နှစ်စဉ်ဝမ်းစာအတွက်ငါးဖမ်းစည်းခွင့်ရရှိခဲ့တဲ့ဒေသခံတောင်သူတွေနဲ့ရှေးလုပ်သားတွေဟာအခုနှစ်မှာတော့ငါးဖမ်းစည်းခွင့်မရတော့ဘဲမိသားစုစာဝင်နေအတွက်ဓာတ်ရိုက်ထိခိုက်နေကြတယ်လို့သိရပါတယ်။ဒေသခံတဦးကစစ်ဆေးရေးအဖွဲ့တွေစစ်ဆေးနေတော့မှပဲငါးဖမ်းခွင့်ပိတ်လိုက်တာဟာဒေသခံတွေရဲ့ဝမ်းစာရေးကိုလစ်လျူရှုရာရောက်ပါတယ်။နှစ်စဉ်ရနေတဲ့အခွင့်အရေးဆုံးရှုံးသွားတဲ့အတွက်မိသားစုတွေအများကြီးအခက်တွေ့နေရတယ်လို့ပြောပါတယ်။ဦးမျိုးနိုင်ဟာစကိုင်းတိုင်းဒေသကြီးရေချိုငါးလုပ်ငန်းဥပဒေပုံမှန်3ပါးပြဋ္ဌာန်းချက်တွေကိုဆန့်ကျင်ပြီးတော့၎င်းကိုချိုးတက်တာဦးတည်ပြီးဒေသခံရေလုပ်သားတွေကိုဈေးနှုန်းမြင့်မားစွာနဲ့ရောင်းချနေတယ်လို့လည်းသိရပါတယ်။2025-2026ဘဏ္ဍာရေးနှစ်ကဒိုင်းလမိုင်းအင်းကိုကျပ်သိန်း950နဲ့ဈေးမြင့်တင်ရောင်းချခဲ့ပြီးအခု2026-2029ဘဏ္ဍာရေးနှစ်မှာတော့ကျပ်သိန်း920နဲ့ရောင်းချနေကြောင်းထုံးပေါ်ကျော်အင်းကို2025-2026ဘဏ္ဍာရေးနှစ်ကကျပ်သိန်း260နဲ့ရောင်းချခဲ့ပြီး2026-2029ဘဏ္ဍာရေးနှစ်မှာတော့ကျပ်သိန်း350နဲ့ရောင်းချနေတယ်လို့သိရပါတယ်။အလားတူဝဲရှိထောင်အင်းကြာအင်းကြီးသိအင်းအုတ်ဆင်ကြီးသိအင်းနောင်စာအင်းကံပွင့်တာအင်းကသဲချောင်းအင်းဗေဒာအင်းကျွန်းကြီးအင်းကျွန်းကမာအင်းစတဲ့အင်းတွေကိုလည်းအစမတန်ဈေးနှုန်းနဲ့ရောင်းချနေပြီးအဆိုပါအင်းတွေဟာပြဿနာဖြစ်ပွားနေတဲ့တဝန်အင်းရဲ့လက်ခွဲတွေဖြစ်တယ်လို့လည်းသိရပါတယ်။လက်ရှိမှာတော့ဒေသခံတွေဟာအင်းလီလန်ချတာပေးမှုအပေါ်တရားမျှတစွာနဲ့ပြန်လည်စစ်ဆေးပေးဖို့နဲ့၎င်းတို့ရဲ့ရိုးရာဝမ်းစာရှာဖွေခွင့်ကိုပြန်လည်ရရှိဖို့ကိုမျှော်လင့်လျက်ရှိတယ်လို့လည်းသိရပါတယ်။